ဒီမှာဆိုရင်အမတို့ဒီမှာခါးက28ရှိတယ်တင်က40ရှိတယ်ဆိုတော့အမတို့ခါးနဲ့တင်ရဲ့ခြားနာခြင်းကိုနှုတ်မယ်ပေါ့နော်အဲဒီတော့အမတို့တင်နှုတ်ခါးဆိုတော့တင်က40အနှုတ်ခါး28အဲဒီတော့အမတို့12ကျန်မယ်ဒီစနစ်မှာဆိုရင်အမတို့ကဓာတ်တွေကိုခွဲမယ်ပေါ့နော်ဓာတ်တွေခွဲမယ်မှာဆိုရင်အမတို့ကဓာတ်တစ်ဓာတ်ကိုအမတို့2လက်မနဲ့တွက်မှဖြစ်ပေါ့2လက်မနဲ့တွက်မှာဆိုရင်အမတို့ကဓာတ်က4ဓာတ်ရှိမယ်ဓာတ်ကအမတို့4ဓာတ်ဆိုတဲ့အတွက်ကြောင့်မလို့8လက်မယူလိုက်မယ်8လက်မယူလိုက်တဲ့အခါဆိုရင်အမတို့4လက်မပို့အောင်မယ်ပေါ့နော်ဒီဓာတ်ကိုခွဲလိုက်မှာပေါ့နော်ခွဲလိုက်တဲ့အခါမှာဆိုရင်8ရဲ့4ရဲ့ပေါင်းတော့အမတို့12အဲ့12မှာဆိုဒီအနာကနောက်အဖွာပေါ့နော်နောက်ဓာတ်အတွက်ဒီဓာတ်4ချောင်းအတွက်ပေါ့နော်ဒီဓာတ်အတွက်ဓာတ်4ချောင်းစာအတွက်အဲ့တော့ဒီမှာ4လက်မကျန်တယ်ဒီ4လက်မကိုအမတို့ကဘယ်လိုပြန်ခွဲမလဲဆိုရင်အဖုံးချမ်းနဲ့အမတို့အတွင်းချမ်းနဲ့ကိုထပ်ခွဲပါမယ်အမဒါဘာလို့တောက်ခွဲပြလဲဆိုတော့အမတို့ဂျိတ်ထမိန်တွေမှာခါဟာရတဲ့အကြောင်းရင်းအမတို့ဒီတောက်စာတွေကိုလုံအောင်မယူခဲ့တဲ့အတွက်ကြောင့်မလို့ခါဟာတာဖြစ်ပါတယ်ဒါကြောင့်အမကဒီတောက်ခွဲတဲ့ဟာလေးကိုပြောပြပေးရပါတော့အဲ့တော့အမတို့ကဒီတောက်ကိုအမတို့နှစ်ခုခွဲလိုက်တဲ့အခါမှာဆိုရင်တစ်ဖက်ကိုတူစီခွဲလိုက်မယ်ပေါ့နော်ဒီလေးလက်မှာခွဲလိုက်ပြီဆိုရင်အမတို့အဖုံးချမ်းမှာဆိုရင်အဖုံးချမ်းကနှစ်ခုရှိတယ်နှစ်ခုရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့အဖုံးချမ်းကနှစ်ခုဖြစ်တဲ့ကြောင့်မလို့အမတို့ဒီနှစ်ကိုထပ်ခွဲတယ်ပေါ့နော်ထပ်ခွဲတဲ့အခါမှာဆိုရင်ဒါ1စီဖြစ်မှာပေါ့နားလည်လားမသိဘူးအမတို့ဒီနှစ်လက်မကိုဒီနှစ်လက်မကိုအမတို့ကထပ်ခွဲတယ်ထပ်ခွဲတဲ့အခါမှာဆိုရင်အမတို့ဒါတစ်လက်မစီဖြစ်သွားမယ်ဒီဟာအတွင်းချမ်းကတော့ဒါကထောက်တစ်ချောင်းစာရလားမသိဘူးနော်အဲ့တော့ဒီရဲ့နှစ်လက်မကဒီအဖုံးချမ်းမှာဆိုရင်နှစ်နေရာခွဲထည့်ရမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့တစ်ဖက်ကိုတစ်လက်မစီအမတို့ဖြစ်သွားမယ်အဲ့ဒီတော့အမတို့ကဒီဟာကိုတောက်မထည့်ချင်ဘူးအဖုံးချမ်းနှစ်ချမ်းမှာအမတို့တောက်မထည့်ချင်ဘူးဘာကြောင့်တောက်မထည့်ချင်တာလဲဆိုရင်အမတို့ထမိန်နေမှာဆိုအရှိမှာတောက်ကြီးပါနေရဆိုရင်ဒါတောက်ကဟိုဘိုက်ချစ်တဲ့မှာထောက်ကြီးမြင်နေရတာဖြစ်တဲ့ကြောင့်မလို့အမတို့မကြိုက်ဘူးအဲ့တော့အမတို့ကနှုတ်ကမယ်ဘယ်တည်းကနှုတ်ကမလဲဆိုရင်အမတို့ဒီအဖုံးချမ်းမှာသွားနှုတ်ကမယ်အဖုံးချမ်းမှာဆိုရင်အမတို့ကဒီမှာဆိုရင်ဒါအဖုံးချမ်းတစ်ချမ်းစီမှာတစ်လက်မနှုတ်ကမှာဖြစ်တဲ့အတွက်ကြောင့်မလို့အမတို့ကဒီမှာစပြီးတော့မှတစ်လက်မနှုတ်တယ်ပုံသင်ကြီးမှာပေါ့နော်ပုံသင်ကြီးကဒါတစ်လက်မနှုတ်ဖြစ်သွားတာတကယ်လို့ကိုကနှုတ်လိုက်လို့၄စိတ်ပဲပို့တယ်ဆိုရင်ဒီမှာ၄စိတ်နှုတ်မှာဒီနေရာမှာကွာဟာချက်တော့ရှိတာပေါ့နော်အမားကဒီမှာကိုဒီခါနဲ့တင်တဲ့ခြားနာချင်းနှုတ်လိုက်တဲ့အခါမှာဆိုရင်အဖုံးချမ်းမှာနှစ်လက်မယူတာဖြစ်တဲ့နှစ်လက်မပို့သွားတာပေါ့နော်ပို့သွားတာကိုအမားကတောက်မထိုးပဲနဲ့တစ်လက်မစီခွဲထွက်လိုက်တဲ့အတွက်ကြောင့်မလို့ဒီမှာတစ်လက်မနှုတ်တာဒါပုံသင်ကြီးဖြစ်သွားတာပေါ့နော်ဒါ formula ပုံသင်ကြီးဖြစ်သွားပြီဒီမှာရလာတဲ့တန်ဖိုးကိုအမားတို့ကဂျိတ်ထမင်းရဲ့အဖုံးချမ်းမှာသွားထည့်မယ်ပေါ့နော်အဲ့တော့အမားတို့ပုံချမ်းလေးဆွဲပြမယ်နားမယ်တာချင်းအမားကိုမေးလို့ရတယ်ပေါ့နော် comment မှာမေးထားလဲရပါလေရှင်ပြီးတော့ဒီအမပြတဲ့ဗီဒီယိုဖိုင်လေးတွေကို like ချုပ်ကြည့်ပါအမတကယ်ဒါပညာရစေရှင်တယ်ပေါ့နော်အမတို့လည်းဆက်ချုပ်လာတာကြာပြီဒါပေမဲ့ဂျိတ်ထမိန်ပတ်တန်တွေလည်းအမျိုးမျိုးချုပ်ခဲ့ပူတယ်ပေါ့နော်နောက်ဆုံးဒီနီးရတော့မှအဆင်ပြေဆုံးပဲ customer တော်တော်များများနဲ့အဆင်ပြေတယ်ဘာလို့လဲဆိုတော့အမကအဝေးရအထည်တွေကိုလက်ခံရတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီပုံသင်ကြီးလေးခါဆိုရင်body show စားတော်တော်များများနဲ့ကိုအဆင်ပြေတဲ့အတွက်ကြောင့်မလို့အမကဒါဂျိတ်ထမင်းခက်ခဲဖြစ်နေတဲ့သူလေးတွေအတွက်ကိုဒါပညာဌာနမျှဝေပေးတာဖြစ်ပါတယ်ရှင်အဲ့တော့လိုက်ချုပ်ကြည့်ပါလိုက်ချုပ်ပြီးသွားရင်ကိုအဆင်မပြေတဲ့နေရာ error လေးတွေရှိရဲဆိုရင်အမကိုcomment မှာပေါ့နော်တစ်ချက်လောက်လေးမေးပေးလို့ရပါတယ်ရှင်ဒါဆိုရင်အမတို့ဂျိတ်ထမင်းမှာဆိုရင်အပိုင်း၄ပိုင်းရှိမယ်ပေါ့နော်ဒါကတော့လူတိုင်းသိမှာပါပြီးရင်အဖုံးချမ်းမှာဆိုရင်အမတို့ဒီဘယ်ဘက်ဖုံးတာလားညာဘက်ဖုံးတာလားကတော့အမတို့ဒါဂျိတ်ထမိန်ချုပ်တဲ့လူဆိုရင်သိပါတယ်ကိုဘယ်ဘက်ဖုံးလဲဆိုရင်ဘယ်အားစားကန်ရမယ်ညာဖုံးလဲဆိုရင်ညာစားကန်ရမယ်ဆိုတာဒါကိုထမိန်ယူတဲ့ထမိန်ကိုကိုဘက်ကိုလှည့်ယူတဲ့အပေါ်မှာဒါမှမဟုတ် customer ဒီလိုပေါ့စန့်ကျင်ဘက်ကိုလှည့်ယူတဲ့အပေါ်မှာမူတည်ပြီးတော့မှအဖုံးချမ်းတွေကတယောက်နဲ့တယောက်ကယူဆမတူဘူးဆိုတာကိုတော့သိတယ်ဒါကြောင့်အမကအဲ့ဒါကိုတော့မရှင်းပြတော့ကိုယူနေကြအဖုံးချမ်းအတိုင်းပဲယူပေါ့နော်ထမိန်အထားသူတော့လေပိတ်စအထားသူတော့ကိုယူနေကြပုံစံအတိုင်းပဲထမိန်ကိုခေါင်းကပဲဆွဲကိုနဲ့ဆန့်ကျင်ဘက်ကနေပဲဆွဲပေါ့နော်အဖုံးချမ်းကိုဒါအဆင်ပြေလို့ယူလို့ရတယ်ဒီမှာကအမကအဓိကပြောချင်တာကပတ်တန်ပိုင်းလေးကိုပဲတင်ပြပေးချင်တာပေါ့နော်အဲ့တော့အမတို့စပြီးတော့မှတွက်ပါမယ်ဒါဆိုရင်ဒါအဖုံးချမ်းပေါ့နော်ဒါဆိုရင်လည်းအဖုံးချမ်းအဲ့တော့အမတို့ဒါကိုအဖုံးချမ်း1လို့တတ်မှတ်လိုက်ဒါကိုအဖုံးချမ်း2လို့တတ်မှတ်လိုက်အဲ့မှာဆိုအမတို့ပုံသီနည်းနဲ့ထပ်တွက်မယ်ပေါ့နော်ဒါမှတွက်မယ်ဆိုရင်အမတို့ဒါအစားသွင်းမယ်ဆိုဒီပုံသီနည်းကြိုက်သွားမယ်ပေါ့နော်ဒီပုံသီနည်းမှာဆိုရင်အမတို့ဒီမှာပဲအမရေးပေးလိုက်မယ်နော်အဖုံးချမ်းမှာဆိုရင်အမတို့တင်က40
တင်40ကို2နဲ့စားလိုက်တဲ့အခါမှာဆိုရင်20ရမယ်အဲ့20ကိုအမားတို့3ခွဲနှုတ်မယ်ဆိုတော့16ခွဲကျန်မယ်ပေါ့16ခွဲကျန်မယ်16ခွဲကိုအမားတို့ဒီမှာတစ်လက်မထပ်နှုတ်မှာဆိုတဲ့အတွက်ကြောင့်မလို့15ခွဲကျန်မယ်ဒါသူ့ရဲ့အဖုံးချမ်းတန်ဖို့ဖြစ်သွားပြီမြင်လားမသိနော်အမားတို့တင်အဖုံးချမ်းကို2နဲ့စားတယ်စားလို့ရတဲ့အဖြစ်ကို3နှုတ်တယ်3နှုတ်ပြီးသွားရင်အမားတို့ကဒီမှာတစ်လက်မအမားတို့တွက်လာတဲ့ဖုံးချမ်းမှာဆိုရင်တစ်လက်မနှုတ်မှာဖြစ်တဲ့အတွက်ကြောင့်မလို့တစ်လက်မထပ်နှုတ်တယ်ပေါ့နော်ဒါ16ခွဲကိုဒီမှာတစ်လက်မထပ်နှုတ်တဲ့အခါမှာဆိုရင်ဖုံးချမ်းဒါ15ခွဲရတယ်ဒါကသူ့ရဲ့ဖုံးချမ်းတန်ဖို့ရလားမသိနော်အဲ့တော့အမားတို့ကအစားသွင်းမယ်အဲ့တော့ဒီမှာဆိုရင်အမားတို့ဒီမှာတွက်လိုက်ပြီပေါ့နော်40အစား2အနှုတ်3ခွဲအနှုတ်1ဆိုတဲ့အတွက်ကြောင့်မလို့အမားတို့သူ့ရဲ့တန်ဖိုးကဘယ်လောက်ရလဲဆိုရင်15ခွဲရတယ်ဒီမှာပေါ့နော်အမားတို့ဒါတင်ကို2နဲ့စားတဲ့အဖြေကိုနှုတ်လိုက်တဲ့အခါမှာဆိုရင်အမားတို့ဒါ15ခွဲရတယ်ဒီဘက်မှာဆိုရင်လည်းအမားတို့ကတင်ကိုဒီအမားတို့ဖုံးညက်တွက်ထားတဲ့အဖြေကိုပဲနှုတ်ယူမှာဖြစ်တဲ့အတွက်ကြောင့်မလို့40အစား2အနှုတ်3ခွဲအနှုတ်1ဆိုတဲ့အကြောင်းမလို့သူ့ရဲ့တန်ဖိုးက15ခွဲရတယ်ဒါအဖုံးချမ်းနှစ်ခုပြီးသွားပြီဒီနောက်ချမ်းတင်ကကြတော့ဘယ်မှာသွားကြည့်မလဲဆိုရင်အမားတို့ဒီတင်နောက်ချမ်းမှာသွားကြည့်မယ်နော်တင်နောက်ချမ်းမှာဆိုရင်ဒါတင်က40ဖြစ်တယ်ပေါ့နော်တင်က40အစား2 plus 1 or 2ဒါနောက်ချမ်းတင်အတွက်ဒီမှာဒီအောက်မှာရေးလိုက်မယ်နော်အပေါ်မှာတောက်ဆွဲရအောင်မှာဖြစ်တဲ့အတွက်ကြောင့်မလို့နောက်တင်ချမ်းဒီမှာဆိုရင်ဒါအတွင်းချမ်းမှာကြတော့အမားတို့ကတင်အစား2ဖြစ်တဲ့အကြောင်းမလို့အမားတို့မှာ40အစား2ပဲ40အစား2ပြီးရင်အမားတို့ဒါ plus ချုပ်စားပေါ့နော်အဲ့တော့အမားတောက်ဆွဲပြမယ်အမားတို့ဒီတင်တဝက်ကနေပြီးတော့မှအမားတို့ဒါအလင်းမှတ်လိုက်မယ်ပေါ့နော်မှတ်ပြီးသွားတဲ့အခါမှာဆိုရင်တောက်အကွာဝေးဘယ်လိုယူမလဲဆိုရင်အမားတို့ခါအစားလေးနဲ့ပဲယူမယ်ပေါ့နော်အဲ့တော့အမားတို့ဒီမှာဆိုတက်လိုက်တဲ့အခါမှာဆိုရင်ခွန်လေးလီ28ပေါ့နော်28ရတယ်ဆိုတော့အမားတို့ကတောက်ရဲ့အကျယ်ကဆိုရင်9လက်မရှိမယ်9လက်မဆိုတော့အမားတို့တစ်ဖက်ကို3ခွဲပေါ့နော်3ခွဲစီကွာဟာပြီးတော့မှအမားတို့ဒီမှာဆိုရင်တစ်လက်မတောက်စီယူမယ်ဒီမှာဆိုရင်ဒါဆိုရင်3ခွဲနော်သေးနေလားမသိပြီးရင်အမားတို့ဒီမှာဆိုရင်တောက်ဒါ2လက်မတောက်ဒီတောက်ကလေးတွေရဆိုရင်အမားတို့2လက်မပြီးရင်အမားတို့တစ်ခွဲချာနာမယ်ပြီးနောက်ထပ်2လက်မပေါ့နော်အမားတို့ဒီမှာအသေးလေးပဲဆွဲပြလိုက်မယ်ပေါ့နော်ဒါလေးတွေတော့ရမယ်ထင်ပါတယ်တောက်ဖိုးတာလေးတွေတော့လေဒီမှာဆိုရင်တောက်ရှည်က2လက်မဒီဘေးရတော့တစ်ခွဲဒါလေးတွေဆိုရင်တစ်ခွဲဒီတောက်ကွာဝေးနှစ်ခုပါပေါ့နော်ဒီတောက်မှာဆိုရင်အမားတို့ကအမားကဘာလို့ဒီအတွင်းချမ်းတောက်ကိုအရှည်ယူတယ်လဲဆိုတော့အမားတို့ပုံမှန်ဆိုရင်တချို့ကကြတော့လေဒီအပြင်တောက်ကိုအရှည်ယူတာရှိရပေါ့နော်ဒါကတော့ကိုတင်ပုံစံမှာမူတည်ပြီးတော့မှတောက်ကိုဆွဲတာဖြစ်ပါတယ်တောက်အရှည်ကအမားပုံမှန်ဆိုရင်6ခွဲ6ယူတယ်ပေါ့နော်6ခွဲ6ဒါတော့ပုံမှန်တိုင်းထိုးရရုံပဲအဲ့တော့အမားတို့ဒီပဲအတွင်းချမ်းမှာဆိုရင်ဒါအမားတို့ဒီကနေပြီးတော့မှဆွဲချမယ်ဆွဲချပြီးအမားတို့ဒီကဘာလို့စားလဲဆိုရင်အမားတို့2ခွဲစား2ခွဲဆင်းတယ်2ခွဲဆင်းပြီးတော့မှဒါအမားတို့ဖုံးချောင်းယူတယ်ဒီဘက်မှာဆိုရင်အမားတို့က2လက်မယူတယ်ဒီကနေပြီးတော့မှဒီယူစမယ်ပေါ့နော်ဒီကို2လက်မဒါအမားတို့ဆင်းတာပေါ့နော်မြင်လား2လက်မဆင်းတယ်နော်ဒါကတော့တောက်တွေပဲပြီးအမားတို့ဒီမှာဆိုရင်မဆနာပြောဖို့တခုမိခဲ့တယ်အမားတို့ဒီမှာ
အတွင်းချမ်းမှာဆိုရင်အမတို့ဒီမှာတောက်ခွဲထားတော့ကအတွင်းချမ်းမှာအမတို့နှစ်လက်မတောက်တစ်ချောင်းထပ်ထိုးအောင်ပါမြင်လားမသိအတွင်းရထပ်ထိုးအောင်ဖြစ်တဲ့အကြောင်းလို့အမတို့ဒီမှာဆိုရင်ချုပ်စာရဲ့အပေါင်းအမတို့တောက်တစ်ချောင်းစာထပ်ပါအောင်အဲ့တောက်တစ်ချောင်းကဘယ်လောက်လဲဆိုတော့နှစ်လက်မဖြစ်တယ်ပေါ့နော်နှစ်လက်မဖြစ်တဲ့အကြောင်းလို့အမဒီမှာကပ်ရေးပြီးမယ်ပေါ့နော်အတွင်းချမ်းကိုတက်လိုက်တဲ့အခါမှာဆိုရင်40အစားနဲ့ plus တောက်တစ်ချောင်းကတန်ဖိုးက2လက်မဖြစ်တဲ့အတွက်ကြောင့်မလို့2လက်မထပ်ပေါင်းတယ် plus ဒါ1ကတော့ချုပ်စာပေါ့နော်အမတို့ချုပ်စာ1လက်မပဲထားလိုက်အဲ့တော့ဒီမှာဆိုရင်အမတို့ချုပ်စာထပ်ပေါင်းတော့ဖြစ်သွားမှာပေါ့ချုပ်စာ2လက်မထပ်ပေါင်းမယ်ပေါ့နော်ဒီတောက်စာကဆိုရင်ဒါ2လက်မပေါ့နော်ဒီ2လက်မဘယ်ရလဲသိပါတယ်နော်အဲ့တော့အမတို့ဒီနဲ့ဒီရရဲ့ဒီတဝက်လောက်မှာပေါ့နော်တဝက်လောက်မှာအမတို့2လက်မတောက်တစ်ချောင်းထိုးပေးပါမယ်ရှင်2လက်မတောက်တစ်ချောင်းထိုးပေးမယ်ပေါ့နော်ဒီရောက်နှစ်ခွဲဆင်းတယ်ဒီဘက်ကဟိုကတော့အမတို့2လက်မပဲဆင်းတယ်အဲ့ဒါပြီးရင်အမတို့ဒီမှာဆိုရင်ဒီနေရာမှာအမတို့ပုံမှန်ခန္ဓာကိုယ်ပေါ့နော်ပုံမှန်ခန္ဓာကိုယ်ဆိုရင်အမတို့30